အခုတလောမအားတာနဲ့ပဲပညာတွေကိုမမျှဝေနိုင်မှုဖြစ်နေတယ်အားလုံးပဲအားနာပါတယ်ရှင်အခု FTR spectrum ကိုကာဗွန်တိုင်းနဲ့ပတ်သက်ပြီးအနည်းငယ်ပြောပြပေးချင်ပါတယ်ကျမတို့ကကာဗွန်တိုင်းကိုပုံမှန်အားဖြင့်တော့ကာဗွန်တိုင်းမျိုးစားပေါ်မူတည်ပြီးတော့1680 90 1900ကျော်တွေမှာတွေ့ရတတ်ပါတယ်အဲ့တော့1600နဲ့1900ကြားမှာဆိုရင်စီတပယ်ဘုံးစီနဲ့ aromatic ring ကစီတပယ်ဘုံးစီတွေအတွက်လည်းဘန်းကပေါ်တတ်ပါသေးတယ်အဲ့တော့ကာဗွန်တိုင်းလားစီတပယ်ဘုံးစီလားဆိုတာကိုရောနေတတ်ပါတယ်အဲ့တော့ကာဗွန်တိုင်းဆိုရင် overdose ရှိရပါမယ်1900ကျော်မှာပေါ်နေတဲ့ဘန်းကိုနှစ်နဲ့မြောက်ပြီးတော့ရလာတဲ့အဖြေနေရာမှာအခုလိုဘန်းလေးရှိနေရဆိုရင်ဒါဟာကာဗွန်တိုင်းဘန်းလို့သတ်မှတ်လို့ရပါတယ်အခုဒီ spectrum မှာဆိုရင်ကာဗွန်တိုင်းရဲ့ဘန်းက1915 range မှာရှိပါတယ်အဲ့တော့သူ့ကိုမြောက်လိုက်တဲ့အခါမှာ3000နဲ့400 range မှာရှိပါတယ်အဲ့တော့အဲ့ဒီနေရာမှာဘန်းလေးပေါ်နေတာဖြစ်တဲ့အတွက်ဒါကိုကာဗွန်တိုင်းဘန်းလို့သတ်မှတ်လို့ရပါတယ်ဒါပေမဲ့တစ်ခုသတိထားမှာတော့ဒီကျမတို့ amine group တွေပေါ့နော် Na2 group တွေ Na group တွေပါနေတယ်ပြီးတဲ့အခါကျရင်ဒီ OA group တွေပါနေတယ်ဆိုရင်တော့ဒီ overdose ကရောသွားမှဖြစ်တဲ့အတွက်အဲကြရင်တော့ confirm လုပ်လို့တော့မရဘူးပေါ့နော်အဲ့ဒါလေးတော့တစ်ချက်သတိထားပါမယ်အားလုံးပဲပခုတုတရရှိလိမ့်မယ်လို့မျှော်လင့်ပါတယ်ကျမကတော့ဓာတုဗေဒပညာရှင်ဒေါက်တာအီအောင်ဖြစ်ပါတယ်အားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်ရှင်